一项老师打地板，တော်တော်များများဟို老师 basic အတန်းမှာဆိုရင်ဒီကပါတယ်ထင်တာပဲမေ့တော့မေ့သွားထားပါတော့一项ကကျတော့ဆရာဝန်လို့ပြောတာနော်老师ဆရာဝန်နောက်တစ်ခု护士ကသူနာပြု警察ကကျတော့ရဲကိုပြောတာပေါ့နော်ရဲသား OK 厨師ကကျတော့စဖိုမှုเนาะမြို့ပေါ်ဆောင်မှာချက်တဲ့ပြုတ်တဲ့စဖိုမှုကိုပြောတာပေါ့နော်နောက်ဆိုဒီမှာကျတော့厨师傅ဆိုပြီးခေါ်ရပေါ့နော်厨师傅ဆိုပြီးရှေ့တော့နောက်ဆိုရှေ့ကားတွေကြည့်ပွင့်လေ师傅လို့ခေါ်ရတယ်ဘူခုံး师傅ဆိုကြဘူးလားအဲ့ဒီက师傅ဟုတ်အဲ့ဒီ师傅ဒီမှာဆိုရင်နောက်ဆိုတို့ driver တွေဒါမှမဟုတ်ရင်အဲ့လိုမျိုးအတက်ပညာတစ်ခုခုကိုပေါ့နော်တက်တဲ့သူကိုကလေးစားသမှုနဲ့ခေါ်ရဲဆိုရင်အဲ့လိုမျိုး师傅ဆိုပြီးခေါ်ရပေါ့နော်ဒီထိုင်ဝမ်မှာအဲ့师傅ဒီမှာဆိုရင်လည်း厨师傅ဆိုတာကျတော့厨师傅လို့မခေါ်ဘဲနဲ့师傅အဲ့လိုခေါ်ရပေါ့နော်ဒီဘက်မှာ好နောက်တစ်ခု司机 driver ဒါဆို司机လို့မခေါ်ဒီမှာလည်းအဲ့လိုပဲ师傅လို့ခေါ်တယ်နော်师傅သူကဒီကားမောင်းတဲ့နေရာမှာကျွမ်းကျင်တဲ့ဆရာတယောက်ဆိုတဲ့အနေနဲ့တော့ဆိုတော့师傅အဲ့လိုခေါ်ရပေါ့နော် Okay နာရမယ်နော်နောက်တစ်ခု员工နော်员工ကကြတော့ဆိုရုံးဝန်ထမ်းတွေလို့ပြောရမှာပေါ့နော် staff တွေ员工ကိုကကုမ္ပဏီတစ်ခုရဲ့လက်အောက်မှာအလုပ်လုပ်နေတဲ့သူနော်员工ဒါမျိုးခေါ်လို့ရတယ်နောက်တစ်ခု经理ကကြတော့ manager 经理 manager ဒါဆိုဆိုင် manager တွေဖြစ်ဖြစ်ကုမ္ပဏီ manager တွေဖြစ်ဖြစ်经理သုံးလို့ရတယ်နော်秘书နောက်တစ်ခု秘书ကကြတော့ secretary ပေါ့နော်အတွင်းရေးမှူးကိုပြောတာဆိုအတွင်းရေးမှူး秘书နောက်တစ်ခု会计会计လည်းနောက်ဆိုတော့မှာ师ထည့်ပြီးသုံးလို့ရတယ်会计师你们တို့ကြားဘူးလားမသိဘူးနော်会计师စရင်းကိုင်ကိုပြောတာနော်စရင်းကိုင်နောက်တစ်ခု售货员ကကြတော့ဆိုအယောင်းဝန်တန်းကိုပြောတာပေါ့နော်ဆိုင်တစ်ခုခုရဲ့အယောင်းဝန်တန်းဥပမာဖုန်းဆိုင်ရဲ့အယောင်းဝန်တန်းနော်我是手机店的售货员ဒါကဖုန်းဆိုင်ကအယောင်းဝန်တန်းပါဒါမျိုးပြောလို့ရတယ်နော်售货员နောက်တစ်ခု服务员ကလည်းဆိုစားတောက်ဆိုင်မှာလုပ်တဲ့စပွဲထိုးတွေကိုလည်းဆို服务员လို့ခေါ်လို့ရတယ်လို့服务ဆိုတဲ့ဟာက服务ရဲ့အဓိပ္ပာယ် service ပေးတာကိုပြောတာကိုကတခုခု service ပေးတာပေါ့နော်customer ကို service ပေးတဲ့သူဆိုရင်လည်းဆို服务员လို့ခေါ်တာပေါ့服务员เนาะစားတောက်ဆိုင်မှာမဟုတ်ဘူးကွာဘာဆိုင်ပဲဖြစ်ဖြစ်ကိုကတခြားတယောက်ကို service ပေးရတဲ့သူဆိုရင်ကို服务员လို့ခေါ်လို့ရတယ်เนาะနားလည်လားဟုတ်နားလည်ပါတယ်好နောက်တစ်ခု记者ကတော့သတင်းတောက်记者သတင်းတောက်နောက်တစ်ခု导游ကကြတော့တိုးဂိုက်ကိုပြောတာပေါ့နော်အဲဆို导游ဆိုတာတိုးဂိုက်နောက်တစ်ခု农民ကကြတော့လယ်သမားတွေတောင်သူလယ်သမားတွေကို农民လို့ခေါ်တယ်ပေါ့နော်农民အဲဆို农ဆိုတာက农村农ဘယ်လိုပြောမလဲ农ဆိုတာကလယ်ကွင်းတွေကိုပြောတာကွာလယ်ကွင်းတွေအဲ့နောက်က民ဆိုတာက民族ရဲ့民ကိုယူတာပေါ့နော်民族ဆိုတာပြည်သူလူထုအဲ့လိုမျိုးလူထုလေးကိုပြောတာပေါ့နော်အဲ့တော့ဒီမှာနှစ်ခုပေါင်းလိုက်တယ်农民ဆိုတောင်သူလယ်သမားဆိုပြီးဖြစ်သွားတယ်ပေါ့နော်农民နောက်တစ်ခု工人ကကြတော့အလုပ်သမားဒါဆိုဒီ工人နဲ့员工နဲ့ဘာကွာလဲဆိုတော့ဒီမှာကြည့်တာဒီမှာ员工ဆိုလဲလို့ဆိုအလုပ်သမားလို့ဘာသာပြန်လို့ရတယ်ကွာ工人လည်းအလုပ်သမားလို့ဘာသာပြန်လို့ရတယ်ဒါပေမဲ့ဘာကွာလဲဆိုတော့ဘာကွာတယ်လို့ထင်ဖြည့်ကြည့်ပါဟိုကကြတော့ဟိုအလုပ်သမားတိုင်းကိုပြောချင်တာဖြစ်ပြီးတော့ဟိုဘွားကြဟိုလိုရုံးဝင်တန်း stat တွေပြောချင်တာမျိုး对那ဒါဆိုအကြံပြင်းမှတ်လို့ရတဲ့ဟာ员工ကဟုတ်တယ်ရုံးဝန်ထမ်းတွေ staff တွေပေါ့နော်ပြောရရင်ဘယ်လိုပြောမလဲနည်းနည်းပို့ပြီးတော့ကိုကကုမ္ပဏီတစ်ခုခုရဲ့လက်အောက်မှာလုပ်နေတဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးတွေဒါဆို员工လို့သုံးလို့ရတယ်ပေါ့နော်工人ကကြတော့တိတ်ဟုတ်တယ်အလုပ်သမားဒါမှသူကကာယအလုပ်သမားလို့ပြောလို့ရတယ်သူကဘယ်လိုပြောမလဲနည်းနည်းကိုခန္ဓာကိုအသုံးပြုပြီးတော့လုပ်ရတဲ့သူတွေပေါ့နော်ဒါမျိုးဆိုလို့ဆိုတော့ကုန်းရံလို့ပြောလို့ရတယ်ပေါ့ဥပမာစက်ရုံအလုပ်သမားတွေတို့ပယံအလုပ်သမားတွေတို့ဒါမျိုးဆိုရင်ကုန်းရံလို့သုံးလို့ရတယ်ပေါ့နော်โอเคဒါကဒီနှစ်ခုရဲ့ကွာခြားချက်တွေပေါ့好နောက်တစ်ခု歌手ကကြတော့အဆိုတော်ကိုပြောတာပေါ့နော်歌手နောက်တစ်ခု演员ကကြတော့တရုပ်ဆောင်ကိုပြောတာ演员တရုပ်ဆောင်နောက်တစ်ခု画家ကကြတော့ပကြီးစရာเนาะပကြီးစရာ作家ကကြတော့စာရေးစရာเนาะ作家စာရေးစရာ
နောက်တစ်ခု律师ကကြတော့ရှေ့နေကိုပြောတာနော်理发师နောက်တစ်ခု理发师ကကြစပယ်ညက်စရာနောက်ဆိုဒီမှာကြတော့ဘယ်လိုခေါ်လဲဆိုတော့设计师လို့ခေါ်တယ်设计师这是一边没有买呀设计师လို့ခေါ်တယ်设计师ရဲ့အဓိပ္ပာယ်ကျတော့ designer ပေါ့နော် designer ပြောရရင်理发师ဆိုတာထက်ပိုပြီးတော့သူကအစစ်မြင့်တယ်ပေါ့ designer စပင် designer ပဲလေစပင် designer ပြောပါတော့ဟိုလိုမျိုးအဝတ်အစား designer တွေလည်းဆို设计师လို့ခေါ်လို့ရတယ်နော်设计师 designer hairstylist ပေါ့နော်hairstylist သဘောမျိုးပေါ့hairstyle တဲ့ပုံမျိုး对设计师လို့ခေါ်ရပေါ့နော်ဒီမှာလည်းစပင်ညက်တဲ့သူတွေလည်းဆို设计师လို့ခေါ်တယ်ထိုင်ဝမ်မှာလေ设计师理发师လည်းခေါ်တယ်理发师ဒါပေမဲ့ရှားတယ်ပေါ့နော်理发师ကပြောရင်ပြီးမှအိမ်မှာသုံးမယ်နဲ့တွေ့တယ်ရှိလည်းပြီးမှအိမ်မရောက်ဘူးတော့တိတ်တော့မသိဘူးပေါ့နော်ဒါပေမဲ့သူတို့ကတော့理发师လည်းသုံးတယ်设计师လည်းသုံးတယ်ထိုင်ဝမ်မှာအသုံးများတာတော့设计师လို့အသုံးများရပေါ့နော်好နောက်တစ်ခု摄影师ကကြတော့ဆို photographer ကိုပြောပါပေါ့နော် cameraman ပေါ့ cameraman သူကဘယ်လိုပြော director လည်းပြောလို့ရတယ်ကွာဓာတ်ပုံရိုက်တဲ့သူလို့လည်းပြောလို့ရတယ်ပေါ့နော် photographer ပေါ့摄影师เนาะဒါ摄影师နောက်တစ်ခု飞行员ကကြတော့ pilot ပေါ့နော်လေယာဉ်မှုဖြစ်ဖြစ်အာကာသမှုဖြစ်ဖြစ်လားဆို pilot ပြောလို့ရတယ်เนาะ飞行员နောက်တစ်ခု运动员ကကြတော့အားကစားသမားပေါ့နော်အားကစားသမားနောက်တစ်ခု工程师ကကြတော့ engineer ကိုပြောတာเนาะ engineer 工程师နောက်တစ်ခု老板ကတော့老板ပေါ့老板တထေးเนาะ okay ဒီထိရမလား okay 那အဲ့ဆိုလည်းတစ်ခုထပ်သွားမယ်နောက်တစ်ခုကကြတော့ဆိုကိုကြိုက်တဲ့ဟာတွေနဲ့ပတ်သက်တဲ့ဟာပေါ့နော်喜欢什么ကိုဘာလို့ရတာကြိုက်လဲ喜欢听音乐ဆိုရင်တခြင်းနားထောင်ရတာကြိုက်တယ်เนาะအဲ့တော့听音乐တချို့တခါလဲ buff နဲ့နောက်ကဒီဟိုတခါလဲပေါင်းထားတာပေါ့နော်听音乐တခြင်းနားထောင်သည်เนาะတခြင်းနားထောင်သည်音乐ကတခြင်းတချို့歌ကလည်းတခြင်း听歌လို့လည်းပြောလို့ရတယ်လို့听音乐လို့လည်းပြောလို့ရတယ်ဒါပေမဲ့听音乐လို့ပို့ပြီးတော့သုံးကြရပေါ့နော်我喜欢听他的歌ငါသူ့တခြင်းတွေနားထောင်ရတာကြိုက်တယ်我喜欢听他的音乐ငါသူ့တခြင်းတွေနားထောင်ရတာကြိုက်တယ်အတူတူပဲเนาะဒါဆိုပြောလို့ရတယ်လို့听音乐လည်းပြောလို့ရတယ်听歌လည်းသုံးလို့ရတယ် okay နောက်တစ်ခု看书ကကြတော့စာအုပ်ဖတ်တာစာအုပ်ဖတ်တာလို့လည်းပြောလို့ရတယ်စာကြည့်တာလို့ပြောလို့လည်းရတယ်ဒါဆိုကျောင်းစာတွေပါတယ်လောက်တယ်ဒါမှမဟုတ်လဲကိုကတရုပ်စာအခုလေ့လာနေ我要看书ငါစာကြည့်မလို့စာလုပ်မလို့看书လို့ပြောလို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကဝါသနာတဲ့တခုပေါ့နော်你喜欢做什么我喜欢看书ငါစာအုပ်ဖတ်ရတာကြိုက်တယ်ဒါမျိုးပြောလို့လည်းရတယ်ပေါ့နော်ဒါဆိုရင်ကိုကဝတ္ထုစာအုပ်ဖတ်တာပဲဖြစ်တခြားဘာစာအုပ်ဖတ်တာပဲဖြစ်看书လို့သုံးလို့ရတယ်ပေါ့နော်အဲ့တော့看书ကစာအုပ်ဖတ်တာပဲဖြစ်စာကြည့်တာပဲဖြစ်သုံးလို့ရတယ်နောက်တစ်ခု看电影电影是ရုပ်ရှင်ပြောတာ看电影ဆိုရုပ်ရှင်ကြည့်သည်เนาะရုပ်ရှင်ကြည့်သည်နောက်တစ်ခု唱歌တခြင်းဆိုသည်အဲ့ဆိုတခြင်းဆိုသည်ကိုတော့唱音乐လို့သုံးလို့မရဘူးเนาะ唱歌ပဲသုံးတယ်唱歌เนาะ歌ရဲ့音乐ရဲ့နှစ်ခုစလုံးကတခြင်းဖြစ်ပေမဲ့တခြင်းဆိုသည်ဆိုရင်တော့唱歌လို့ပဲသုံးလို့ရတယ်เนาะ唱音乐လို့မသုံးဘူးเนาะ唱歌好နောက်တစ်ခု跳舞ကကြတော့အကားကတွေပေါ့နော်跳舞ရဲ့အဓိပ္ပာယ်တလုံးနဲ့ကြတော့ဆိုခုံတီပေါ့နော်နောက်ဟူကကြတော့ကတီအဲ့တော့ကခုံတီပေါ့ဒါပေမဲ့လည်းဆိုကတီအကားကတီလို့အသုံးပြုရင်လည်းရတယ်ပေါ့နော်အဲ့လိုဘာသာပြန်ရင်လည်းရတယ်好နောက်တစ်ခု旅游ဒီက u ပုံမှာအဆက်ကလေးနဲ့ဆက်ပါတယ်ဟာလည်းဆိုအတန်ထွက်ရင် u ဆိုတဲ့အတန်ထွက်မယ်နော်အဲ့တော့ဒီမှာကဆန်ရှမ်းအတန်လေးဆိုle u เนาะ旅游ကကြတော့ခရီးထွက်သည်เนาะခရီးသွားသည်旅游我喜欢旅游ငါခရီးသွားရတာကြိုက်တယ်ခရီးထွက်ရတာကြိုက်တယ်ပေါ့နော်โอเคနောက်တစ်ခု游泳旅游ရဲ့游ယူထားတာနောက်တစ်ခုနောက်က游泳ကကြတော့ရေကူးသည်เนาะရေကူးသည်我喜欢游泳ငါရေကူးရတာကြိုက်တယ်เนาะ
我要去游泳ငါရေကူးသွားမလို့ဒါမျိုးပြောလို့ရတယ်နော်နောက်တစ်ခု跑步ကကြလားဆိုလေ့ကျင့်ခန်းလုပ်တဲ့အပြေးလေ့ကျင့်ခန်းလုပ်တဲ့ဟာတစ်မျိုးပေါ့နော်跑步ကကြတော့အပြေးပြေးသည်ပေါ့အပြေးပြေးသည်ဆိုတာဆိုဒီတိုင်းကိုကနောက်ကလိုက်လို့ပြေးတာမဟုတ်ဘူးကိုအပြေးလေ့ကျင့်ခန်းလုပ်တာမျိုး跑步လို့သုံးတယ်နော်跑步နောက်တစ်ခု煮菜ဆိုတာကလည်းဆိုချက်ပြုတ်သည်မြင်ရပါရဲ့ဒီမှာဆိုရင်လာဆိုဂျူကချက်ပြုတ်တယ်လို့ပြောတာပေါ့နော်ချက်ပြုတ်တယ်နောက်ခြိုက်ကကြတော့လာဆိုဟင်းသီးဟင်းရွက်တွေဒါမှမဟုတ်အသားငါးတွေအသားငါးတော့ပြောလို့မရအောင်ပေါ့နော်ဒါပေမဲ့ဟင်းသီးဟင်းရွက်ဆိုရင်ခြိုက်လို့ပြောလို့ရတယ်အဲ့တော့ဂျူခြိုက်ကိုကြတော့ဆိုဟင်းသီးဟင်းရွက်ချက်တီဆိုပြီးတော့ဘာသာမပြောင်းပေါ့နော်ဟင်းချက်တီဆိုပြီးတော့ပဲတခါတည်းဘာသာပြန်လိုက်တာနောက်ဆိုမြန်မာမှာဆိုလဲလေနေဘာလုပ်နေရလဲအမေဘာလုပ်နေရလဲအမေဟင်းချက်နေရဆိုအမေကဟင်းချက်နေရလို့ပဲလို့ပြောလိုက်တယ်ကွာအမေဘာဟင်းချက်နေရလဲအရွက်ကြော်နေရလားဒါမှမဟုတ်အသားချက်နေရလားဒါဆိုမမေးဘူးလေနော်အဲ့တော့အမေဘာလုပ်နေရလဲအမေဟင်းချက်နေတာဟင်းချက်တယ်ဆိုပြီးတော့ပဲဒါဆိုပြောရပါတော့အဲ့လိုပဲသူကဂျူချိုက်လို့တော့ဂျူချိုက်ဟင်းချက်တီပေါ့နော်နောက်တစ်ခုဂျူတန့်ဒီမှာကျတော့လည်းတန့်ကကျတော့ကြက်ဥတွေငုံဥတွေပါညာရေပေါ့နော်အကုန်လုံးကိုပြောလို့ရတယ်ကွာအဲ့တော့ဂျူတန့်ဆိုရင်ကြက်ဥပြုတ်တီပေါ့နော်ဒီမှာတော့အများသောအားဖြင့်ကြက်ဥပြုတ်တာများတယ်ပေါ့ဂျူတန့်ကြက်ဥပြုတ်တီဂျူချိုက်ဟင်းချက်တီလည်းဆိုလို့သုံးလို့ရတယ်ပေါ့နော်好နားလည်မလားဂျူရဲ့အဓိပ္ပာယ်အဲ့ဆို做အနေနဲ့သုံးလို့ရတယ်ဂျူအစားလေအဲ့ဆိုရှေ့မှာသင်ခြင်းတဲ့做နော်我要做菜ငါဟင်းချက်မလို့我要煮菜ငါဟင်းချက်မလို့ဒါမျိုးပြောလို့ရတယ်ပေါ့နော်做煮ပေါ့ဒါဆိုသုံးလို့ရတယ်โอเคနောက်တစ်ခု灌接ကကြတော့ခုနကပြောဈေးဝယ်ထွက်တယ်လို့ပြောလို့ရတယ်လို့နောက်တစ်ခုဒါဆိုဈေးဝယ်ထွက်မထွက်ကွာဈေးဝယ်တာမဝယ်တာနောက်ပေါ့နော်ဈေးကိုတစ်ပတ်ပတ်မယ်ရှောက်သွားမယ်ဒါမှမဟုတ်ဈေးမှမဟုတ်လဲဆို shopping mall တွေပါတွေကိုတွားပြီးတော့ပတ်မယ်ဆိုရင်လည်းကွမ်ကျဲလို့သုံးလို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဆိုရက်ရှစ်လေးရှိရတယ်ရက်ရှစ်ဆိုတာကညဈေးကိုပြောပါတော့ညဈေးဒီမှာဆိုအပျော်ပေါ့နော်ကိုယ်တကယ်ချင်းနေနဲ့ရှောက်သွားတာဒါမျိုးဆိုလည်းဆိုကွမ်ကျဲလို့သုံးလို့ရတယ်โอเคနားတယ်မလားကွမ်ကျဲနော်ဟုတ်ကဲ့等我一下问一下好နောက်တစ်ခုကွမ်ကျဲပြီးတော့တာချိုနော်တာချိုကကြတော့လို့ဆိုဘောလုံးကစားသည်အဲ့ဒီနေရာမှာသုံးတဲ့ချိုဆိုတဲ့ဟာကလို့ဆိုဘောလုံးပေါ့နော်ဘောလုံးဆိုတာတော့သူမေးလိုက်တယ်လားမေးဟုတ်နေရာမှာသုံးတဲ့ချိုကကြတော့လို့ဆိုတော့ဘတ်စကတ်ဘောတဲ့သုံးလို့ရတယ်လို့ဗောလီဘောဒါမှမဟုတ်ရင်ဘောလုံးအကုန်လုံးကိုခြုံပြီးတော့ချိုးဆိုပြီးသုံးတယ်ပေါ့နော်ချိုရဲ့အဓိပ္ပာယ်ကသူကလုံးဝိုင်းတဲ့အရာရှိတဲ့ဘောထူပြောဥပမာလည်းဆိုတိချိုးဆိုရင်ကမာမြေကြီးကိုပြောတိဆိုတာလည်းဆိုတော့မြေကြီးကိုပြောပါတော့နော်ချိုးဆိုတာအလုံးအမွှေးလေအဲ့တော့တိချိုးဆိုတာကမာမြေကြီးလို့ပြောလည်းဆိုတဲ့ကမာကြီးကိုလည်းဆိုတိချိုးလို့ခေါ်တယ်ပေါ့နော်တိချိုးဟောနာဒီမှာလည်းအဲ့လိုမျိုးသူကသုံးထားပါပေါ့တာဆိုတာလည်းဆိုရိုက်ပုတ်တီရှေ့ကတာကရိုက်ပုတ်တီနော်အဲ့ဒီနေရာမှာတာချိုကအဲ့ဆိုဘတ်စကတ်ဘောကစားဘောလုံးကစားနော်ဘောလုံးနဲ့ကန်ဒါမှမဟုတ်ရင်ဗောလီဘောပဲပုတ်ဒါမျိုးတွေကိုလက်ဆိုအားလုံးကိုဒီအားကစားအလုံးအမနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကစားတဲ့အားကစားတွေကိုခြုံပြီးတော့တာချိုးလို့လက်ဆိုသုံးလို့ရတယ်ပေါ့နော်โอเคနားလည်မလားဟုတ်နားလည်ပါရှင်โอเคနောက်တစ်ခုထီးကျူးချိုဒီမှာကြည့်မယ်ထီးကျူးချိုကမှလက်ဆိုဘောလုံးကန်တီကျူးချိုလည်းဆိုတော့ဘောလုံးလို့ခေါ်တာနော်အဲ့ရှေ့မှာကထီးရကြတော့ကန်နော်ထီးကျူးချိုဒီအောင်မှလည်းဆိုတော့ဘောလုံးကန်တီဆိုတဲ့အဓိပ္ပာယ်နော်ထီးကျူးဘောလုံးကန်တီဆိုတဲ့ဟာလေးနောက်တစ်ခု玩游戏玩ဆိုတာကစားရတာပေါ့နော်游戏က game အဲ့တော့ game ကစားတာလက်ရှိတော့ကဖုန်းထဲမှာကစားတဲ့ game မှမဟုတ်ဘူးအပြင်မှာလည်းတစ်ခါတလေတို့玩游戏ကစားတယ်ဒီကွာတကယ်ချင်းတွေနဲ့အပြန်လာပေါ့နော်တကယ်ချင်းတွေအဖွဲလိုက်ကြည့်ငါတို့ဘာကစားကြမယ်ဆိုတော့ game ကစားရလေးရှိတယ်ဥပမာရွှေစင်မျိုးကစားတာတို့ပါဒါမျိုးဆိုရင်လည်းဆိုတော့玩游戏လို့သုံးလို့ရတယ်နော်玩游戏ကစားတယ်ပေါ့နော် game ကစားတယ်
ရှိုကြီးထဲမှာဖုန်းထဲမှာရှိတဲ့ game မှာမဟုတ်အပြင်မှာကစားတဲ့ game တွေနဲ့ပဲတို့ကဝင်ရုံရှိလို့သုံးလို့ရတယ်နော်နောက်တစ်ခု画ကကြတော့ပကြီးဆွဲတီနော်画ပကြီးဆွဲတီနောက်တစ်ခု拍照ကကြတော့ဓာတ်ပုံရိုက်တီအဲ့ဆိုကိုကတခြားတယောက်ကိုဓာတ်ပုံရိုက်ပေးတာပဲဖြစ်ဖြစ်ကိုကိုတိုင်းကဓာတ်ပုံရိုက်ခံတာပဲဖြစ်ဖြစ်拍照လို့သုံးလို့ရတယ်ပေါ့နော်拍照နောက်တစ်ခု学习ကကြတော့လေ့လာသင်ယူပြီပေါ့နော်ကိုလေ့လာသင်ယူတာပဲဖြစ်ဖြစ်ဘယ်လိုပြောမလဲ学习လေ့လာတယ်ပေါ့နော်လေ့လာတယ်လို့လည်းပြောလို့ရတယ်ကိုကစာပေမှမဟုတ်ဘူးတခြားဘာသာရပ်တွေတို့ကိုလေ့လာခြင်းတဲ့အရာတွေလေ့လာတာကိုလည်းအကုန်လုံး学习လို့သုံးလို့ရတယ်ပေါ့နော်学习နောက်တစ်ခု写日记写ဆိုတာကလည်းဆိုရေးတည်နော်စာရေးတည်ဘာညာဆိုရင်လည်း写လို့သုံးတယ်写日记ကကြတော့ diary ကိုပြောတာ diary နေ့စဉ်မှတ်တမ်း日ဆိုတာကလည်းဆို日子ရဲ့日တရက်2ရက်3ရက်4ရက်အဲ့ဒီကရက်ကလေးကိုပြောတာနေ့ရက်ဆိုရင်လည်း日လို့သုံးတယ်လေကြည့်ဆိုတာကမှတ်တည်မှတ်ထားအုံနောက်ထဲမှာမှတ်ထားရပဲဖြစ်ဖြစ်စာနဲ့ရေးပြီးတော့မှတ်ထားရပဲဖြစ်ဖြစ်ကြည့်ဆိုတဲ့မှတ်သားတည်ဆိုတဲ့အဓိပ္ပာယ်日记ဒါဆိုတော့နေ့စဉ်မှတ်သားတည်နေ့စဉ်မှတ်သားတည်ဆိုတဲ့အဓိပ္ပာယ်လေးတော့မဟုတ်ဘူးပေါ့နော်နေ့စဉ်ကိုယ့်ရဲ့တနေ့တာဗာလေးဖြစ်တယ်ဆိုတဲ့ဟာကိုရေးပြီးတော့ရေးထားတဲ့ဟာလေးကို share 日记လို့ပြောပေါ့နော်နေ့စဉ်မှတ်သားတည်ဒါပေမဲ့ diary ရေးတည်လို့လည်းဆိုပါတာပြန်လို့ရတယ်နော် share 日记 diary ရေးတည်နောက်တစ်ခု向往ကကြတော့ internet သုံးတာ online သုံးတာပေါ့နော်向ဆိုတာဆိုတော့တက်တာဝါဆိုတာက internet ကိုပြောတာပေါ့နော် internet ပေါ်တက်တယ်ဆိုတော့ online သုံးတာကိုပြောတာပေါ့နော် online ကinternet သုံးတာကိုပြောတာပါပဲ向往နော် line သုံးမယ်ဆိုတော့မြန်မာဆိုပြောတယ် line သုံးမယ် line ကောင်းမှုဒါမျိုးပေါ့နော်向往အဲ့ဒီညမှာသုံးတဲ့line မကောင်းမှုဆိုရင်ကျတော့ဆိုဝန်လူလို့သုံးဝန်လူ不好line မကောင်းမှုဒါမျိုးပြောရပေါ့နော်နောက်တစ်ခု聊天ကကြတော့လည်းစကားစမိပြောတာကိုကတကယ်ချင်းအချင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားသူနဲ့ပဲဖြစ်ဖြစ်ဖုန်းထဲမှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်နော်အပြင်မှာမျက်နှာချင်းဆိုင်ပြီးတော့聊天စကားပြောလို့ရတယ်လို့ဖုန်းထဲမှာလည်းဆိုချက်ပေါက်မှာချက်တယ်လေဒါမျိုးတွေဆိုတော့ဆို聊天လို့သုံးလို့ရတယ်နော်နောက်တစ်ခုတော့ကျွန်တော်မမြင်ရတော့聊天ပြီးတော့谈感情เนาะ谈感情ကကြတော့ဆန်နေရတီအဲ့ဆို谈ကကြတော့တီးဆိုတဲ့အဓိပ္ပာယ်感情က piano ပေါ့နော်谈感情ဆို piano တီးပေါ့နော်ဆန်နေရတီနောက်တစ်ခုလည်းဆို谈吉他ကကြတော့ guitar တီးလို့ပြော吉他လို့ဆို guitar ကိုပြောတာ吉他ဆိုတာ guitar เนาะ弹ကတီး弹吉他ဆို guitar တီးเนาะနောက်တစ်ခု爬山ကကြတော့တောင်တက်တီเนาะတောင်တက်တီ爬山နောက်တစ်ခု钓鱼ငါးများတီเนาะ钓鱼ငါးများတာပြောတာနောက်တစ်ခု骑自行車ကလည်းဆိုစပိန်ကိုပြောတာ自行車စပိန်騎ဆိုတာကစီးတီ骑自行車ဆိုတော့စပိန်စီးတီဒါကြောင့်ထိုင်ဝမ်မှာဘယ်လိုသုံးလဲဆိုတော့骑腳踏車လို့သုံးတယ်骑腳踏車ဒါကြောင့်ထိုင်ဝမ်မှာကျတော့စပိန်ကို腳踏車လို့ခေါ်တယ်နော်大陸ဒီတရုတ်ပြည်မှာကျတော့自行車လို့ခေါ်တယ်နှစ်ခုလုံးအတူတူပဲပေါ့နော်ဒါပေမဲ့လောက်ရှိထိုင်ဝမ်မှာသုံးများတာတော့腳踏車လို့သုံးတယ်ပေါ့နော်骑腳踏車ဘလို့ကျတော့自行車လို့သုံးတယ်နော်ဒါထိုင်ဝမ်နဲ့ပြည်မရေကွာခြားချက်လေးလောက်ရှိပြောပြနောက်တစ်ခု喝茶ကကြတော့လက်ဖက်ရည်တောက်တီလို့ဘာသာပြန်လို့ရတယ်လို့ရေနွေးချမ်းတောက်တီလို့လည်းဘာသာပြန်လို့ရတယ်ပေါ့နော်喝茶茶ကိုလည်းဆိုတော့လက်ဖက်ရည်ရေနွေးချမ်းလို့ဘာသာပြန်လို့ရတယ်နော်喝茶နောက်တစ်ခု买东西ဆိုပစ္စည်းတွေဝယ်တာနော်အဝတ်စားတွေဝယ်တာပဲဖြစ်ဒါမှမဟုတ်တခြားပစ္စည်းကိုဝယ်ခြင်းတဲ့ပစ္စည်းတွေဝယ်တာပဲဖြစ်买东西ဒါမျိုးသုံးလို့ရတယ်နော်买东西ပစ္စည်းတွေဝယ်တယ်နောက်တစ်ခု种花ဆိုတာပန်းစိုက်တယ်ဒါဆို花ကကြတော့ပန်းကိုပြောတာပေါ့နော်种ကကြတော့စိုက်ပျိုးတယ်种花ပန်းစိုက်တယ်ဒါဆိုပန်းစိုက်တယ်ဆိုပေမဲ့အပင်လေးပါလေကိုကအပင်လေးတွေစိုက်တယ်ကွာပန်းပင်မှမဟုတ်ဘူးကိုစိုက်ချင်တဲ့အပင်စိုက်种花လို့တောက်ဆိုသုံးလို့ရတယ်နော်โอเคနားလည်လားဒီနားလည်လား
好，听广播就是听哪套的广播跟 radio လို့ပြောလို့ရတယ်လို့ဘယ်လိုပြောမလဲ podcast တွေပါလည်းပြောလို့ရတယ်听广播 radio နားထောင်ဒီဒါမှလည်းဆိုဒီခုခေတ်မှာ radio မသုံးတော့ပေါ့နော်播客ဆိုတာက不是这个播这个播听播客 pockets နားထောင်ဒီပေါ့နော် pockets ဒါဆိုအင်္ဂလိပ်စာနဲ့ဒါရယူထားတာသူတို့က pocket နော် pockets ဆိုတဲ့ဟာကိုဒါရယူထားတာ 听 pocket ဆို pockets နားထောင်ဒီပေါ့နောက်တစ်ခု看电视ဆိုတာက TV ကြည့်ပြီးဒါဆိုခုခေတ်မှာကျတော့看电视剧看电视剧ပေါ့နော်电视剧ကကျတော့ဇာတ်လမ်းတွဲတွေပြောတာဒါဆို series တွေလေဇာတ်လမ်းတွဲဒါမျိုးဆိုရင်ဒါဆို看电视剧လို့ပြောလို့ရတယ်看电视ကကျတော့ TV ကြည့်ပြီးပေါ့နော်看电视剧 TV ဇာတ်လမ်းတွဲကြည့်ပြီးပေါ့အဲ့လိုသုံးလို့ရတယ်你也韩文吗？你是他的中文老师吗？你有姐姐吗？对，好，那နောက်ထပ်တစ်ယောက်ကလက်ရှိကိုချစ်တယ်လားလက်ရှိဒီ၃ကြောင်းဘာသာပြန်ဟုတ်ကဲ့မင်းအရင်အလုံးများနေလားနံပါတ်2ကကြတော့မင်းရဲ့တရုတ်သူကမင်းရဲ့တရုတ်ဆရာလားအခုကျမင်းမအမားရှိလားဒါဆိုနံပါတ်1ကိုပြန်ပြောပါမင်းအလုံးမင်းအလုံးရမ်းများနေလားမင်းလည်းအလုပ်များနေမင်းလည်းအလုံးရှုံနေလားပြောတာ对မင်းလည်းအလုံးရှုံနေလားမင်းလည်းဆိုတော့ဆိုတော့လည်းလုံးရှုံနေတာဒီအခါရောဒုတိယကကြတော့မင်းကသူ့ရဲ့တရုတ်ဆရာလားတရုတ်စာဆရာလား对应该是这个这样的那第三个叫你有姐姐吗说你妈妈是她မင်းမအမရှိလား对好နောက်တစ်ခုဒီဟာလေးကို၄ခုရှိရပါတော့တယောက်ကို2ခုစီဖြည့်ကြည့်အောင်လို့ဆို Okay နောက်တစ်ခု tongue twister လေးလို့ဆိုတင်အောင်ဒီနေ့ဒီဟာလေးကလည်းစွတ်တော်ကလေ special ကိုမှကြက်ခဲ့ရပြီးတော့ပြန်ခဲ့ရတဲ့ tongue twister ပေါ့နော်အခုချိန်ထိဒီဟာအဲ့ဆိုဒီလိုတူတူလေးနဲ့ကြောင်းမဟုတ်ဘူးနောက်ထပ်အနောက်မှာပါသေးရပေါ့နော်ထားပါတော့အဲ့တော့444လည်းဆိုကြည့်အောင်444ဆိုတာဘာပြောလဲသိလားအင်္ဂလိပ်ကလီ你看10是1010不是14是14ဆလီကဆလီ对40对ဒီအဓိပ္ပာယ်ပေါ့နော်အဲ့တော့အဓိပ္ပာယ်ကတော့ဘာရေတော့မဟုတ်ပါဘူးအဲ့တော့အဲ့ဆိုဒီ rap ကိုလေးမှာပါကိုသူက train ပေးရလဲဆိုတော့4နဲ့10အဲ့ဒီအတန်အဲ့ဆိုတရုတ်စာမှာရှိတဲ့4ဆိုတဲ့အတန်ရယ်10ဆိုတဲ့အတန်ရယ်နှစ်ခုကို꿰အောင်လို့ train နဲ့ rap ကိုလေးပေါ့နော်အဲ့တော့4နဲ့10ကို꿰အောင်ဆိုကြမယ်အဲ့ဆို444 10是10 10是14 40是40အဲ့ဆိုတော့ဆိုရင်နောက်တစ်ခုပါတယ်14不是40是40不是14အဲ့ဒီကဟာပါပါတယ်ပေါ့နော်၃ချောင်းဆိုရတယ်4010不是4不是10 14是10 14是10 40不是10 14不是40အဲ့ဆိုတော့အဲ့လိုဆိုရတယ် Okay 那你们တို့ကတော့ဒီနှစ်ချောင်းမအရင်ဆိုဒါပေမဲ့နောက်တစ်ပတ်နောက်တစ်ပတ်ကြာရင်အဲ့ဒီက၄ချောင်းလုံးဆိုရမယ်တော့ရှင်းဆိုပြတယ်ခုန၄ချောင်းလုံးဆိုရမယ်ရမလားညလား